ပြင်ဟိုရောက်တိုက်ကြညင်းကြခုန်ကြကိုစနေတူရေဟိုဒရမာပါကိုစနေကကိုစနေဘယ်ကနေဘယ်လိုဟိုဒရန်တီးပြက်လဲပေါ့အဲ့ဒါလေးတစ်ချက်လောက်ပြောပြလို့ရမလားငငယ်တော့အိမ်မှာဂီတာခောက်ပါခောက်ပေါ့အဲ့လောက်ပဲထရန်ဆာတီးပြတာအဲ့တငယ်ချင်းနေနဲ့အဲ့ဒီမြို့ထဲရှောက်ပတ်ရင်လည်းအေရှာပလာဇာရောက်သွားတဲ့အချိန်အဲ့မှာမင်းတဲ့ဆုံးစတူဒီယိုကဖွင့်လာတဲ့အဲ့ Hello Testing ဆိုတဲ့ practice ဟိုရုံးနေရှိတယ်အဲ့လေးတွေ့လေတွေ့ဟာ drum ရော guitar ရောအကုန်ရှိတယ်ပေါ့ဆိုအဲ့တငယ်ချင်းနေနဲ့ပတ်စံစုပြီးတော့အဲ့မှာဝင်တီးကြတာပေါ့တနာရီဘလောက်လို့မမှတ်တော့မှတ်ပြီးတော့ဂျူဒီနဲ့ပေါ့ဂျူဒီနဲ့ပေါ့ drum တီးမဲ့လူကမရှိဘူး drum တီးမရှိတော့အဲ့မှာတက်တီးနဲ့အဲ့မှာ drum တီးပြသွားပြီအဲ့ပိုးဝင်သွားတယ်အဲ့လိုဖြစ်သွားတာဟိုလောက်ပဲရှိမှာ9 10 10လောက်တော့ရှိပြီတဲ့ကျောင်းပင်ပတ်စံစုစုအဲ့မှာတော်တော်တီးကြတာသချင်းတွေကိုတီးနေတဲ့သချင်းတွေကိုဟိုမှာရှာဖွေဟိုကောင်ဆိုဟိုကောင်ဂီတာတီးပေါ့အဲ့မှာဟိုကက်ဆက်ခွေနဲ့ပဲအိမ်မှာနှုတ်ထုတ်ကိုပြန်ထုတ်ပါအမအဲ့ဒါလေးတွေသိစေချင်တာအဓိကလေတော်တော်ခက်ခဲတဲ့အချိန်ပေါ့ YouTube ပဲဝေးပဲအခုလိုဖုန်းကြည့်ပါနဲ့ဒီမှာနှုတ်နဲ့အဲ့လိုတီးလို့မရအောင်နော်တီးဖို့ဟိုလေးယူသချင်းပါသချင်းပေါ့အဲ့မှာကိုကြိုက်တဲ့သချင်းတွေကနှုတ်လေးရေးွား50ပုတ်လောက်ပြင်ဟိုရောက်တိုက်ကြညင်းကြခုန်ကြမားတယ်အဲ့ညင်းကြဟုတ်တယ်အဲ့ဒါအရင်ကြီးရေပေါ့လေဟုတ်တယ်အဲ့စတီးပြအဲ့တီးပြီးတော့တခါဟိုရောက်တာပေါ့တီးပြပြီးတော့ပြင်စကန်ဟိုရောက်ပြင်စကန်ရောက်ကသာလဲ drum တီးပြတယ်ဂီတာရင်တီးတယ်ဂီတာညံလင်းနဲ့2ယောက်တီးတာ drummer ထဲမှာ guitarist လို့လည်းပြောလို့ရတယ်အဲ့လောက်တီးတတ်တယ်နည်းပါအဲ့မှာတီးနေနဲ့ drum သမားမရှိပြန်ဘူးတခါအဲ့မှာလဲအဲ့မှာအဲ့နဲ့ drummer တခါအဲ့မှာ drum သမားမရှိတော့ပထမတော့2ယောက်3ယောက်ချိန်သေးတယ်နောက်တော့မချိန်တော့ဘဲနဲ့ကျွန်တော်ပဲတီးပြနေအဲ့မှာ drum တီးပြပါဆက်ပြီးတော့တောက်လျှောက် drum တီးပြသွားတယ်တော့ဘာခွေလေး recording လေးတော်တော်များများတီးခဲ့သေးလေကိုတီးသလောက်တော့တီးတာလေးရှိတယ်အဲ့လိုတိတ်ပြီးတော့လူမသိလိုက်တဲ့ဥစ္စာလေးတွေများတာရှိတယ်ပြင်စကန်နဲ့ပတ်သက်ပြီးတော့အဲ့ဒီတော့ Rock United ဆိုတဲ့အခွေတစ်ခွေထွက်ဘူးလေRock United volume 1 2 3အဲ့လိုမျိုးထွက်တာအဲ့ထဲမှာပါတယ်နောက်ပြီးတော့ Oka Music Production ဆိုပြီးတော့တစ်ခွေရှိတယ်အဲ့ဟိုစားဒီ edit လည်းလုပ်တယ်ဗီဒီယိုလည်းရိုက်တယ်ကိုဇော်ကြီးဆိုတာစီစဉ်တယ်အဲ့အတွဲခွေတစ်ခွေအဲ့ထဲမှာအဲ့လိုပြင်စကန်နဲ့ပတ်သက်ပြီးအဲ့လိုပါတယ်နောက်ဒီဘက်ထဲမှာတီးတာရှိသေးတယ်ဒီဘက်ထဲမှာဆိုတော့ဟိုဟာရှိတယ်အဲ့အကောင်ကွင်းသူ series သူ series အဲ့တစ်ခွေလုံးကြီးပါပဲအခုနောက်ဆုံးကတော့အဲ့ Angle Derek ကကချလာမာတိကာဆိုတဲ့ခွေထဲမှာ5ဘုတ်6ဘုတ်လောက်တော့တီးတာပြင်စကန်တီးလဲတီးပြီးတော့ပြင်စကန်နဲ့တီးနေနဲ့အဲ့ဆိုးရရှုဆိုကိုရှုမောင်ပေါ့ကိုရှုမောင်ရဲ့ဘန်ပေါ့ဆိုးရရှုဆိုပြီးလုပ်တယ်ကိုရှုမောင်ရဲ့ဆိုးရရှုဘန်မှာလည်းတီးတယ်ဒါပေမဲ့အဲ့ပြင်စကန်ရဲ့ပလီယာ3ယောက်ပဲကျွန်တော်ရဲ့အညံလင်းရဲ့ဟိန်းလွင်3ယောက်သူနဲ့ဟုတ်တယ်အခွေထွက်လာတာဆိုးရရှုဆိုပြီးတော့သူအခွေစီတစ်ခုလုံးတစ်ခွေလုံးထွက်လာတယ်နောက်ဂျားထဲမှာလည်းဟိုနောက်ဘက်ကဟုတ်တယ်တပုတ်ချင်းစီလေးလည်းရှိတယ်သူသချင်းတွေတီးပြတယ်နောက်ဘက်ကတော့သူသချင်းတွေတီးပြတာများဟုတ်တယ်အခုတော့ချင်းလည်းတီးပေးတာသေးလေစိတ်ဓာတ်မကြဘူးစိတ်ဓာတ်မကြလည်းတီးပြတာဟုတ်တယ် drawing လည်းတီးတော့စက်စမ်းမယ်ဆိုရည်ရွယ်ချက်ကြီးနဲ့တော့လာခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့တင်းနဲ့အဲ့လိုပဲတဲ့ကိုရောက်သွားတာတမူဝမ်းကြောင့်ဖြစ်သွားတာနဲ့ကိုရောက်သွားအဓိကအဲ့ဒါအခုအဲ့လိုမျိုးသိစေချင်တာလေဒီ drama တယောက်ကဟိုတချို့ဆိုရင်စိုင်ထဲမှာပဲလဲနေပြီးတော့စိုင်ပဲတီးကြတာလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးဆိုတော့သိစေချင်တာဒါလေးတွေသိစေချင်တော့ highlight လေးလုပ်တဲ့သဘောပဲကျေးဇူးအများကြီးတင်ပါတယ်